လောက်ခုမှာကြုံတွေ့ရခဲ့တဲ့ player 5မျိုးနံပါတ်1 permanent ကျွားတဲ့ player ဒီဘက်ကတော့ favor ရဲ့ရောက်တာနဲ့ permanent ကိုတစ်ခုပြောင်းနေရပေါ့ကြုံတွေ့ရခဲ့တဲ့ player ပုံမဲ့ကျွန်တော်ကြုံနေဘူးမလို့ကျွန်တော်နေထင်ပါတယ်နံပါတ်2 referee ကူညီရဲ့ player ဒီ player ကတော့ favor ရဲ့ရောက်တာနဲ့အခုမှ C2 ကိုရောက်တဲ့ player တွေဒါမှမဟုတ် backman လိုနေတဲ့ player တွေ rate ကူညီပေးရပါဗျာဒီလို player မျိုးကရှားပါတယ်ကျွန်တော်တို့ကပေါ့နော် rate လုံးရင်တော့အုပ်ခုလိုက်ပဲ rate လုံးလေးရှိပါတယ်နံပါတ်3 3အောင်လိုက်ချတဲ့ကောင်ထည့်ပါမယ်3အောင်လိုက်ချတဲ့ကောင်ဒီ player တွေကတော့အတွဲညီပါတယ်သူတို့က3အောင်ကြီးပေါင်းပြီးလိုက်ချတာပေါ့ဗျာအတွဲညီရဝင်မဲ့သူတို့ကအချင်းရုပ်တဲ့နေရာပဲညီရပါကျွန်တော်တို့ကဝင်3အောင်ကြီးလိုက်ချကြတာပေါ့ဘိုးလိုက်ရေးပြောင်းပြီးတော်တော်ကိုအနှောက်အယှက်ဖြစ်တဲ့ player တွေပါနံပါတ်4 fruit ဖောက်ပြန်ပွဲကျင်းပါတဲ့ player အုပ်စုဒါကတော့အပျော်တဘောလောက်တာပေါ့ဗျာ fruit တွေကိုတန်းဖြေပြီးရိုးရတာသူတို့က ရိုးပြီးသူတို့ကရတဲ့ fruit တွေကိုကျဲကြတာပေါ့အပျော်တဘောပါကျွန်တော်တော့မလုပ်ဘူးပါဘူးနံပါတ်5တဘောကောင်းတဲ့ player ဒီ player ကတော့ကျွန်တော်တစ်ခါမှမကြုံဘူးပါဘူး bro လည်းကြုံဘူးလားပါဒီကောင်းမှာမှန်းခဲ့ကြပါသူက fruit ကောင်းရတယ် Brian fruit လာပေးပါ Nice. ခါစီတော့ကြုံမှုလို့ကျွန်တော်အနေနဲ့ထင်ပါတယ် Oh my god, bro. Oh, hell no.